နောက်ဆုံးကလည်းလားအသေးကသက်သွားပါလမ်းခွဲစကားဆိုတာနားရခါလေဟာမင်းမပြောပါနဲ့လားဘာများမလို့လဲမေးလိုက်ပါရဲ့နေမောပြောထွက်ရတဲ့ယူသွားလိမ့်မယ်နော်မင်းလေးမရှိဘောညာတာပါအိုးကလေးရဲ့စိတ်နာဖို့လေးဖြစ်နိုင်လို့ကငါမစားပြီးကတွင်မလို့ကလက်မခံနိုင်ဘူးမပြောနဲ့နင်ပြောစမို့ထွက်လမ်းခွဲပေးမယ်နင်ပြောစမို့ထွက်ငါခုမှပြန်မုန်းမယ်နင်ပြောစမို့ငါကောင်းနေပေးခဲ့တယ်မသေးုံပါငါအားချင်းချပါလေနင်ပြောစမို့ထွက်လမ်းခွဲပေးမယ်